ဒီစကားကိုကျမဘယ်လိုပြောပြရမလဲဆိုတော့လေကျမကလေတကယ်တော့လေကျမပြောပြတယ်ဆိုတာကြောဘဟုတုတအနေနဲ့ပြောပြနောက်ပြီးအိမ်ထောင်ကြီးတာယာဖို့ဘောနော်နောက်ပြီးဘယ်လိုပြောရမလဲလူပြိုလေးလေအတွက်လဲဘောနော်ဘယ်လိုပြောရမလဲအခုခေတ်ကအပြိုမလူပြိုဆိုလဲအဲ့လိုဟိုတယ်သွားမှရှောက်လို့အဲ့လိုမျိုးကွာနောက်ဆုံးကြောက်ကလေးရအဲ့လိုမျိုးကလေးမွေးလမ်းပေးပြဲမိပါမယ်အဲ့ဒါလေးမဖြစ်စေချင်လို့ကျမအများစုကဘယ်လိုပြောရမလဲအဲ့လိုမျိုးလုံးမဲ့အစားကွန်ထုံးတုံးပါညာရဲ့ဒီကနေပြောပြအဲ့လိုမျိုးပေါ့ပြောချင်တာအဲ့လိုမျိုးပြောပြဖြစ်တယ်နော်ဘဟုတုတအနေနဲ့ပြောပြနေတာဖြစ်တယ်အခုဒီကိစ္စကိုပြောရမယ်ဆိုဒါကကြတော့လဲလင်များနဲ့တိုက်ဆိုင်နေတယ်ဘောနော်ပြောမစို့မိန်းကလေးကဘာကြောင့်ဘာကိုကြိုက်ကလေးဆိုတာကတော့အမျိုးသားအနေနဲ့တိထားတက်နေတယ်လို့ကျမပြောပြမယ်နော်တကယ်တော့လေအမျိုးသမီးဆိုတာကြာတော့ကြိုက်ပါတယ်မကြိုက်တာမဟုတ်ပါမင်္ဂလာပါဒီဗီဒီယိုလေးကတော့အိမ်တောင်တဲ့အတွက်ရည်ရွယ်ပါတယ်ဟုတ်ပါတယ်အိမ်တောင်ရေးတစ်ခုမှာအမျိုးသားနဲ့အမျိုးသမီးနဲ့ဆက်ဆံကြတဲ့အခါမိန်းမတွေကကြာတာကိုကြိုက်ကြလားမကြိုက်ဘူးလားဆိုတာကိုပြောပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ဆက်ရှိနေမပြည့်သေးသူများရှိရင်ဒီဗီဒီယိုလေးကိုကြော်သွားဖို့ပြောချင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုညီမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ဒါပေမဲ့ကြာတော့မကြိုက်ဘူးဆိုတော့အမျိုးသမီးကအမှန်တိုင်းပြောရင်ယောက်ျားလေးလေစောက်တော့မကြလို့ပါနော်ကိုယ့်ရဲ့မိန်းမကတချို့လေဆိုလင်သားစိတ်တော့ကုန်သွားလေအဲ့ဒါကြတော့တကယ်တော့ယောက်ျားနဲ့ဆိုင်သွားဘာလို့လဲဆိုတော့သူတို့ကဘယ်လိုပြောမလဲဒီအရာကိုသူတို့ကမခံစားဘူးပြီးအောင်လဲမိန်းမတယောက်ကပြီးအောင်လဲမလုပ်ပေးတတ်ဘူးပြီးတဲ့ခံစားချက်လဲယောက်ျားမိန်းကလေးမှမရှိဘူးဆိုတော့ तू ကမသိတဲ့အချိန်ကျတော့ဒီလင်ယူသားစရာကုန်သွားဒီယောက်ျားလာအိမ်မှာကြောက်နေတာအဲ့လိုမျိုးဖြစ်သွားတကယ်တော့အဲ့လိုမဟုတ်ပါဘူးမိန်းမတယောက်ဆိုတာတကယ်တော့လေတချို့တွေကပြောဦးမေတိလားနေပဲကြိုက်မှငါတို့ကမကြိုက်ဘူးမိန်းကလေးကလို့ပြောဒါပေမဲ့အဲ့ဒီမိန်းကလေးကကျတော့တကယ်ယောက်ျားဘလို့ကိုယောက်ျားကိုအကောင်းပြုစုတာကိုမခံဘူးလို့အဲ့လိုပြောရချင်းဖြစ်တယ်တကယ်တော့လေနဲ့မရဆိုတာကဖြစ်လာပြီဆိုကြတဲ့လေတယောက်အပေါ်တယောက်ချစ်နာနာလေးနဲ့ဆက်ဆံတတ်ဖို့လိုတယ်ဒီကိစ္စမှာရောပဲတချို့ယောက်ျားလေးလည်းအခုနအရှိမပြောသွားတာအင်းကွက်လုပ်ဖို့မဟုတ်ဘူးတကယ်တော့ပြောမယ်ဒီကိစ္စကိုပဲအရေးကြီးညာလားကျန်တဲ့ကိစ္စအရေးမကြီးဘူးလားမဟုတ်ပါဘူးကျန်တဲ့ကိစ္စလည်းအရေးကြီးတယ်လို့ဒီကိစ္စလည်းအရေးကြီးတဲ့ခန်းကဏ္ဍမှာပါတယ်ကျမဒီရဲ့ဟာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတကယ်တော့မိန်းကလေးတစ်ယောက်ကိုအရင်ဆုံးစိတ်ကြည်နပ်မှုဖြစ်အောင်လုပ်ပေးရင်အရင်ဆုံးသူ့ကိုပြီးအောင်လုပ်ပေးခဲ့ရင်ယောက်ျားလေးအရာလုပ်ပြီးဆိုရင် तू ကလေဘလောက်ကြကြ तू ခံနိုင်ပါလဲဘာလို့လဲဆိုတော့သူ့ရဲ့မိမကိုမှာတဘာဝထွက်တဲ့အရေးကရှိနေပြီမို့တဲ့အတွက် तू လည်းနေရမခက်ဘူး तू လည်းနေရကောင်းပါတယ်ဒီလိုမဟုတ်ပဲနဲ့မိန်းကလေးလည်းပြီးတာလည်းမရှိဘူးအောက်ကဟော်မုန်းတက်ကလည်းအဲ့လောက်မရှိပဲနဲ့ယောက်ျားလေးကတစွတ်ထိုးဆန်ပြီးမှအသိရထိုးနေပြီးမှအကြိုက်လုံးတဲ့မှာတော့မိန်းကလေးလေးကမကြိုက်ဘူးเนาะဘယ်မိန်းမမှလည်းမကြိုက်ဘူးရှင်ဒါကအိမ်ထောင်ရေးမှာနားလေတက်ဖို့လိုတယ်ကိုကြီးပဲတာယာဖို့မဟုတ်ဘူးယောက်ျားလေးဆိုတာကွက်လုပ်လိုက်ရင်လေသူဟာပြီးသွားမှာပဲတာယာသွားမှာပဲဒါပေမဲ့မိန်းမကအဲ့လိုမဟုတ်ဘူးမိန်းမကိုကြတော့လေတပောင်းကအစီလုံးဝမထွက်နိုင်တာမဟုတ်ဘူးเนาะသူ့ကိုစိတ်ချနှံ့အောင်တေချာပြုစုပေးတတ်တယ်ဆိုရင်သူ့တဘာဝအစီကသူ့စိတ်အလိုအလျောက်ထွက်လာနေတာဖြစ်တယ်။အဲကြောင့်ချောစီတုံးတာနဲ့သူ့တဘာဝဟာနဲ့မတူဘူးနော်။ဒါကိုသိထားဖို့လိုပါတယ်။ဗီဒီယိုလေးကပြီးဆုံးလို့သွားပါပြီ။ညီမရဲ့ Facebook page လေးမှာမိန်းကလေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ဘိုးသူသက်အရာစရာတွေတခြားသောအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အရာများတင်ဆက်နေတာဖြစ်လို့ like and follow လုပ်ခဲ့ပေးဖို့ကိုလည်းတောင်းဆိုချင်ပါတယ်။ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ရှင်။